မင်္ဂလာပါပရိသတ်ကြီးရေကျွန်တော်တို့ရဲ့ channel လေးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ဗီဒီယိုကတော့အိမ်မက်ဆန်နဲ့ကားတစ်စီးအကြောင်းပြောပြသွားမှာပါအဲ့ဒါကတော့ကမ္ဘာအမြန်ဆုံးအလှဆုံးဈေးအကြီးဆုံးကားတွေထဲကတစ်စီးဖြစ်တဲ့ Bugatti ကိုမြန်မာနိုင်ငံကိုတင်သွင်းဖို့ဆိုရင်ဘယ်လောက်ကုန်ကြမလဲဆိုတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပေးသွားမှာပါဟုတ်ပြီလားအတန်ကျဲစိတ်လှုပ်ရှားစွာပုံမှန်ကားတစ်စီးမဟုတ်ဘူးနော် Bugattiတစ်စီးကိုအမေရိကန်ဒေါ်လာတန်းချီတန်တဲ့အရာကြီးဒီလောက်တန်ဖိုးရှိတဲ့ကားတစ်စီးကိုရန်ကုန်လေဆိပ်ဒါမှမဟုတ်ရန်ကုန်စိတ်ကမ်းမှာမြင်ရဖို့ဆိုတာဘလို့ခရီးလမ်းကိုဖြတ်တန်းရမလဲပထမဆုံးအနေနဲ့သိထားရမှာကဘီဂါဒါကိုအီတလီသို့ပြင်သစ်ကနေတိုက်ရိုက်မြန်မာနိုင်ငံကိုတင်ပို့တာမျိုးမရှိပါဘူးအဓိကကတော့အလယ်အလတ်နိုင်ငံတွေကနေတဆင့်တင်သွင်းရတာများပါတယ်ဒါပေမဲ့အဓိကကုန်ကျစရိတ်တွေကိုခြုံငုံကြည့်ရအောင်ပထမအဆင့်ကားရဲ့တန်ဖိုးနဲ့အခွန် import duty taxes Bugatti Chiron တစ်စီးရဲ့ဈေးနှုန်းဟာအမေရိကန်ဒေါ်လာ3တန်းဝန်းကျင်လောက်ရှိတယ်လို့ဥပမာထားလိုက်ရအောင်မြန်မာနိုင်ငံမှာတော့ကားတင်သွင်းခွန်ဟာအရန်မြင့်မားလွန်းပါတယ် Bugatti လို luxury ကားတွေအတွက်သတ်မှတ်ထားတဲ့စီးမြင့်တွေကပိုပြီးရှုပ်ထွေးပါတယ်တကားတန်ဖိုးရဲ့အခွန် safe value ဒါကအခြေခံပဲနှစ်ကုန်သွယ်လုပ်ငန်းခွန် commercial taxဒါကသိန်းရာချီကားမျိုးစားပေါ်မူတည်ပြီး90ကနေ100အထိရှိနိုင်တယ်။၃ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့စီးမြင့်များအထူးလိုင်စင်များအမှန်တရားကတော့ Bugatti လိုမျိုးအလွန်ရှားပါးတဲ့ကားမျိုးအတွက်အခွန်နှုန်းထားကိုလျှို့ဝှက်ထားတာမျိုးဒါမှမဟုတ်အထူးသတ်မှတ်ချက်တွေနဲ့တွက်ချက်တာမျိုးရှိနိုင်ပါတယ်။ဒါပေမဲ့ခံမှန်းခြေအားဖြင့်ကားရဲ့မူရင်းတန်ဖိုးထက်အနည်းဆုံး150ကနေ250အထိအခွန်ဆောင်ရနိုင်တယ်လို့ပြောရဲပါတယ်။ဒါဆိုရင်ဒေါ်လာ3တန်းတန်ကားတစ်စီးဟာအခွန်ဆောင်ပြီးရင်ဒေါ်လာ9တန်း10တန်းဝန်းကျင်အထိဖြစ်သွားနိုင်တာပေါ့ဗျာ။မျက်လုံးပြူးဟန်ဆောင်ပါဒါကကားအပြင်ဘက်ကအခွန်တွေပဲရှိသေးတယ်။ဒုတိယအဆင့်သင်္ဘောနဲ့သယ်ယူပို့ဆောင်ရေး freight insurance Bugatti လိုမျိုး carbon fiber နဲ့ပြုလုပ်ထားတဲ့တိမ်မွေးတဲ့အစိတ်ပိုင်းတွေအများကြီးပါတဲ့ကားတစ်စီးကိုတာမန်သင်္ဘောနဲ့တင်လို့မရဘူးနော်အပူချိန်စိုးထိုင်းဆန်မှုထိန်းချုပ်နိုင်တဲ့ reefer container ဒါမှမဟုတ်အထူးဂရုစိုက်ရတဲ့ကွန်တိန်နာတွေနဲ့ပို့ဆောင်ရပါတယ်အာမခံ insurance ကလည်းအမြင့်ဆုံးထားရမှာပါသင်္ဘောခ freight တစ်ခုတည်းတောင်မှကမ္ဘာတစ်ဖက်ခြမ်းကနေဆိုရင်ဒေါ်လာ2000ကနေ9000အထိရှိနိုင်ပါတယ်ဒါပေမဲ့အာမခံကတော့မဖြစ်မနေဆောင်ရမှာမို့အဲ့ဒီပမာဏကိုထပ်ပေါင်းထည့်ရမှာပါတတိယအဆင့်မြန်မာနိုင်ငံတွင်တည်ယူပို့ဆောင်ရေး local logistics အဲ့ဒီကားကြီးရန်ကုန်စိတ်ကမ်းရောက်လာပြီဆိုပါစို့သင်္ဘောကနေချခြင်း custom ရှင်းခြင်းကုန်းလမ်းပို့ဆောင်ရေးဌာနကနေခွင့်ပြုချက်ယူခြင်းတွေကလည်းအချိန်ရောငွေပါကုန်ပါတယ်တစိတ်ကမ်းမှာထားသူစောင့်ဆိုင်ခ port charges နဲ့စစ်ဆေးရေး inspection feesဒါကရိုးကားထက်အဆပေါင်းများစွာပေးရပါတယ်။နှစ်လုံခြုံရေး security escort ဒီလောက်တန်ဖိုးကြီးတဲ့ကားတစ်စီးကိုလုံခြုံရေးယာဉ်တွေနဲ့လိုက်ပါပို့ဆောင်ရတာမျိုးရှိနိုင်ပါတယ်။သုံးကားတင်တွဲ trailer ကလည်းအထူးဒီဇိုင်းဆွဲထားတဲ့ truck ကားမျိုးလိုအပ်ပါတယ်။အားသိစရာအချက်Bugattiလိုကားမျိုးကိုတင်သွင်းတဲ့အခါတချို့စီးမြင့်တွေအရ luxury item အဖြစ်သတ်မှတ်ပြီးအခွန်ကိုပိုတိုးမြင့်ကောက်ခံလေးရှိပါတယ်။တချို့နိုင်ငံတွေမှာဆိုရင်ကားရဲ့တန်ဖိုးကိုအဆမတန်လျှော့တွက်ပြီးကြေညာတာမျိုးရှိပေမဲ့မြန်မာနိုင်ငံမှာတော့အဲ့ဒီလိုလုပ်ဖို့ခွင့်လန်းနည်းပါပါတယ်။အနှစ်ချုပ်ပြောရရင်Bugattiတစ်စီးကိုမြန်မာပြည်မှာပိုင်ဆိုင်ဖို့ဆိုတာမူရင်းဈေးနှုန်းထက်အနည်းဆုံး3ဆကနေ5ဆအထိကုန်ကျနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒေါ်လာ3တန်းတန်ကားတစ်စီးဟာလမ်းပေါ်ရောက်ဖို့ဒေါ်လာ1500တန်းကနေ2500တန်းအထိအလွယ်တကူကျော်လွန်သွားနိုင်ပါတယ်။ဒီတော့ပရိသတ်ကြီးရေBugattiဆိုတာအိမ်မက်လားဒါမှမဟုတ်စူးစမ်းရင်ရောက်နိုင်တဲ့နေရာလားကိုပိုင်ကားတစ်စီးပိုင်ဆိုင်ဖို့ဆိုတာစိတ်ကူးရင်တာထက်ဘလောက်ပင်ပန်းရလဲဆိုတာဒီဗီဒီယိုကနေနားလည်လောက်မယ်လို့ထင်ပါတယ်။ဒါပေမဲ့အိမ်မက်ကိုမစွန့်လွတ်ပါနဲ့စူးစမ်းမှုတိုင်းကတန်ဖိုးရှိပါတယ်။နောက်ဗီဒီယိုမှာဘလို့ကားမျိုးကိုဆွေးနွေးကြမလဲဆိုတာမှတ်ချက်ပေးခဲ့ဦးနော်။ကျွန်တော်တို့ရဲ့ channel ကို like, share, subscribe မလုပ်ရသေးရင်အခုပဲလုပ်ခဲ့ပါဦး။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲမင်္ဂလာပါ။လက်ပြနှုတ်ဆက်ချစ်ခင်လေးစားစွာဖြင့်